မင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်တို့အတူတူဆွေးနွေးကြည့်ကြမယ်အကြောင်းအရာကတော့မကြာသေးခင်ကကစားခဲ့တဲ့ Arsenal နဲ့ Newcastle Premier League ပွဲစဉ်အကြောင်းပါတကယ်ကိုအကျိတ်အနေရှိခဲ့ပြီးတော့လေပြောစရာတွေအများကြီးထွက်လာတဲ့ပွဲတစ်ပွဲလို့ဆိုရမှာပေါ့ဒီဆွေးနွေးမှုအတွက်ကျွန်တော်တို့အဓိကမြင်ညမ်းထားတာကတော့ The Guardian သတင်းစာမှာပါဘောလုံးသုံးသက်သူ Jonathan Wilson ရေးထားတဲ့ပွဲပြီးသုံးသက်ချက်ဆောင်းပါပေါ့ဒီဆွေးနွေးမှုကလေရိုးရိုးပွဲသုံးသက်ချက်ထက်တော့နည်းနည်းပိုပါတယ်ဒီပွဲက Arsenal အတွက်ရက်မှ3မှတ်သက်အထက်ပါကြောင့်ပိုအေးပါချေတယ်လေပြီးတော့သူတို့ရဲ့ champion မျှော်မှန်းချက်တွေရောဘလို့အဓိပ္ပာယ်ရှိနေလဲပွဲထဲမှာကြုံခဲ့ရတဲ့အခက်အခဲတွေအင်းရင်ပွားစရာတွေဒါတွေကိုဘလို့ကြော်ဖြတ်ခဲ့လဲနောက်ဆုံးမှာအနိုင်ရလတ်ကိုပြန်ယူနိုင်ခဲ့ပုံအဲ့ဒါတွေကို Jonathan Wilson ရဲ့အမြင်ကနေပြီးတော့ကျွန်တော်တို့နည်းနည်းအသေးစိတ်ကြည့်ကြမယ်ဆိုတဲ့သဘောပါကောင်းပါပြီဒါဆိုရင်ပွဲမစခင်အခြေအနေကိုအရင်ပြန်သွားကြည့်ကြအောင်ပေါ့ဒီပွဲမထိုင်ခင်မှာ Arsenal က Liverpool ရဲ့နောက်မှာ5 လောက်ကွာနေခဲ့တယ်ဒါမဲ့ Wilson ကထောက်ပြထားသလိုပဲဒီအမတ်ကွာဟာမှုကစာရွက်ပေါ်ကြည့်တယ်လို့တော့မစိုးဘူးလို့ပြောလို့ရမလားဆိုတော့လေ Champion အသင်းကိုအဝေးကွင်းမှာရှုံးတာ Man City လို့အသင်းနဲ့အင်ကွင်းမှာတည်ကြတာဒါတွေကလက်ခံနိုင်တဲ့ရလက်တွေလို့ယူဆနိုင်တယ်မဟုတ်လားဟုတ်ကဲ့အမှန်ပါတယ်အပေါ်ယံကြည့်ရင်တော့9မှတ်ကွာတယ်ဆိုပေမဲ့အကြောင်းပြချက်တော့ရှိခဲ့တယ်ပေါ့နော်ဒါပေမဲ့လေအရေးကြီးတဲ့အလက်ပြောင်းကအာဆင်နယ်ပွဲမကန်ခင်မှာဖြစ်သွားခဲ့တာလီဗာပူးကအင်ကွင်းမှာ Crystal Palace ကိုရှုံးသွားတယ်အဲ့ဒါကမထင်မှတ်ထားတဲ့ရလက်ပဲဆိုတော့ဒါကချင်းတို့လုံးဝပြောင်းပစ်လိုက်တာအဲ့တော့အာဆင်နယ်အတွက်ဒီ Newcastle နဲ့ပွဲဟာတာမန်ပွဲတစ်ပွဲမဟုတ်တော့ဘူးအမတ်ကွာဟောင်းမှုကို2မှတ်အထိရှော့ချပြီးတော့လေချန်ပီယံလမ်းကြောင်းပေါ်ပြန်တက်နိုင်မဲ့အခွင့်အရေးကြီးဖြစ်လာခဲ့တာဒီနေ့မှာ Wilson ကအရေးကြီးတဲ့အချက်တစ်ချက်ကိုမိမောင်းထုတ်ပြထားလဲအဲ့ဒါကအာဆင်နယ်နဲ့ပတ်သက်ပြီးရှိနေကြတဲ့စက်ကြောင်းလို့ခေါ်ရမလားအဲ့ဒီ narrative ပေါ့ဆိုလိုတာကလွန်ခဲ့တဲ့ယာတီတွေမှာလေအာဆင်နယ်ဟာဒီလိုအရေးကြီးတဲ့အချိန်ဒီအခွင့်အရေးကောင်းနေကြုံလာရင်ဖိအားများပြီးတော့ရိုင်လဲတက်တယ်လက်လွတ်တက်တယ်ဆိုတဲ့အမြင်မျိုးရှိနေခဲ့တယ်အဲ့တော့ဒီပွဲဟာသူတို့တကယ်ပဲချန်ပီယံဆုကိုစင်ခေါ်နိုင်တဲ့စိတ်သက်ကြင်ခိုင်မှုမျိုးပိုင်ဆိုင်ပြီလားဆိုတာကိုတက်တည်ပြရမယ်စမ်းသပ်မှုလို့ဖြစ်နေခဲ့တာဒီအခွင့်အရေးကိုသူတို့လက်လွတ်လိုက်ရင်အဲ့ဒီအားနေတဲ့ဆိုတဲ့ဇက်ကြောင်းကပိုပြီးခိုင်မာသွားနိုင်တဲ့အနေအထားမျိုးပေါ့တကယ်စိတ်ဝင်စားများချက်ပဲဆိုတော့ PR တွေကတော်တော်များများနဲ့ပွဲဆခဲ့တာကိုပွဲဆပိုင်းကိုပြန်ကြည့်ရတော့အာဆင်နယ်ကတော်တော်ကောင်းကောင်းစနိုင်ခဲ့တယ်လို့ဝီဇင်ကတုံးတက်ထားတယ်ဗျပထမနိုင်ရွဲလောက်မှာပွဲကိုသူတို့ထိန်းထားနိုင်ခဲ့တဲ့အခွင့်အရေးတွေလည်းတော်တော်များများဖန်တီးနိုင်ခဲ့တယ်နေပုတ်ကာကွယ်ခဲ့ရတာ2ကြိမ်လောက်ရှိတယ်ဟုတ်တယ်တရစကန်နာကိုတိုင်းထိတွားတယ်ဒါပေမဲ့လေပထမပိုင်းရဲ့အဓိကပြောစရာဖြစ်သွားတာကတော့ပင်နယ်တီမရခဲ့တဲ့ဖြစ်ပဲခိုးတမပူကတိုက်စီမူဂီယိုကီရစ်ကိုarea ထဲမှာပြေးထွက်ပြီးချိတ်လဲလိုက်တယ်လို့မျိုးမြင်ခဲ့ရတာဒီလိုပြန်ကြည့်တုံးတက်တဲ့စနစ်ကိုသူတို့ရဲ့ဆုံးဖြတ်ချက်ကတော့ပုတ်ရဲ့ခြေချောင်းကဘောလုံးကိုအရင်ဆုံးမထိတထိလေးထိတွားခဲ့တယ်အဲ့ဒါကြောင့်နောက်ကတိုက်စစ်မှုလဲကျသွားတာကပင်နယ်တီမဟုတ်ဘူးဆိုပြီးတော့ကွင်းလယ်တိုင်းရဲ့မူလဆုံးဖြတ်ချက်ကိုပဲအတည်ပြုလိုက်တယ်ဒါပေမဲ့ Wilson ကလေဒီဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး BA ရဲ့လုတ်ပုံကိုင်ပုံကိုတော်တော်လေးဝေဖန်ထားတာတွေ့ရတယ်သူကဘောလုံးလောကမှာဘယ်ဟာကပစ်တန်လဲဆိုတာဘယ်သူမှတိတိကျကျမသိရဘူးလို့ပဲဆိုရယ် BA ကတခါလေကျရင်ကွင်းလည်တိုင်းဆုံးဖြတ်ချက်ပြောင်းဖို့အကြောင်းရှာတယ်လို့ထင်နေတတ်တယ်တခါလေကျတော့လည်းအဖို့လိုအထင်မျိုးမှာတာဝန်မယူတယ်လို့မျိုးလစ်လူရှုထားလိုက်ပြန်ရောဆိုပြီးသူကမြင်တယ်သူတုံးထားတဲ့စကားတိုင်းဆိုရင်ဒါဟာ BA ဦးနောက်ရဲ့အိုးဆရာအခိုက်အတန့်တစ်ခုပဲလို့ဆိုတယ်ဆိုတော့ဂျပန်နိုင်ငံတသက်မတီးမရှိဘူးလို့ဝေဖန်ထားတာပေါ့Wilson ရဲ့ဝေဖန်ချက်ကတော်တော်လေးပြင်းနေနော် VAR ဦးနောက်ရဲ့အန်ဩစရာအခိုက်အတန့်ဆိုတဲ့အတုံးလုံးလည်းစိတ်ဝင်စားဖို့ကောင်းတယ်သူဆိုလိုချင်တာကဆုံးဖြတ်ချက်တွေကကြိုခံမှန်းလို့မရဘူးတပွဲနဲ့တပွဲအဖြစ်ပြတစ်ခုနဲ့တစ်ခုမှာဇာနှုံးတွေကွဲနေတယ်လို့ပြောချင်တာလားဟုတ်တယ်အထီးကျပဲသူဆိုလိုချင်တာပဲဒီလိုမျိုးကြိုးကြောင်းစီလျော်မှုမရှိဘူးလို့ထင်ရရဲ့တမတ်တွေမရှိတဲ့ဆုံးဖြတ်ချက်တွေကပွဲရဲ့အလက်အပြောင်းတွေကိုဂျပန်ဆန်ဆန်တက်ရောက်နေတယ်ဆိုတာကိုပြောချင်တာပြီးတော့ပိုဆိုးတာကအာဆန်နယ်ထွက်ကနှစ်ခါနာစေတဲ့အချက်ချင်းနေသေးတယ်ဝီလ်ဆန်ထုတ်ပြထားတာကအကယ်လို့ကွက်လက်တိုင်းဂျယ်ရဂီလက်ကအစကတည်းကပင်နယ်တီမပေးဘူးကစားကွဲဆက်ကစားစေဟေးရင်လေအဲ့ဒီဘောင်းစီနဲ့ပြန်ထွက်လာတဲ့ဘောလုံးကစာကာစီတက်တက်ရောက်သွားနိုင်တဲ့အနေအထားမှာရှိနေခဲ့တယ်စာကာကအဲ့ဒီအချိန်ဂိုးရှိဘက်ဘက်ချမ်းမှာလူလွတ်နဲ့အရန်အန်တဲများတဲ့နေရာမှာရှိနေတာဆိုတော့ပင်နယ်တီမရလိုက်တာတခုပြီးတော့တခြားပေါက်နီးမှာဂိုးရနိုင်တဲ့အခွင့်အရေးတခုပါတခါတည်းဆုံးရှုံးသွားခဲ့ရတယ်လို့ပြောနိုင်တယ်ဒါတော့တကယ်ကိုကန်ဆူးတယ်လို့ပြောရမှာပဲအဲ့ဒီစိတ်ပျက်စရာဖြတ်ပြီးတိတ်မကြခင်ပါပဲအခြေအနေကပိုဆိုးသွားပြန်ရောနျူကာဆယ်ကဥဆောင်ကိုရသွားခဲ့တယ်အဲ့ဒီဂိုးဝင်သွားပုံနဲ့ပတ်သက်ပြီးတော့လဲဝီဆန်ကမှတ်ချက်ပေးထားတယ်မို့လား
Nick Waldome ကထောင်ကန်ဘော်ဂိမ်းလီခေါင်းတိုက်ဝင်သွားလာဒါပေမဲ့သူ့ခေါင်းမတိုက်ခင်မှာလေနောက်ခင်လူကာဘရီယယ်ကိုလက်နှစ်ဖက်နဲ့နည်းနည်းတွန်းဖယ်လိုက်တယ်လို့မျိုးမြင်ခဲ့ရတယ်ဆိုပြီးတော့ ဟုတ်ပါတယ်ဒီဖြစ်ပျက်ကမွန်ကဲတဲ့နေရာဒီလောကဖြစ်ဖြစ်တဲ့အဖြစ်တစ်ခုကိုပြန်မရစေတယ်လို့ကိုစံကရေးထားတယ်အဲ့ဒီတော့ကလည်းနျူကာဆယ်ရဲ့ဂျူလင်တန်ကအာဆင်နယ်ကိုအနိုင်ကိုသွင်းတော့ကလေအခုလိုပဲနောက်ခံလူကာဘရီယယ်ကိုတွန်းခဲ့တယ်ဆိုပြီးအငင်းကွာခဲ့ကြဘူးရဲ့လေအဲ့ဒီတော့ကတော့အာဒီတာကအရင်ဒေါသထွက်ပြီးပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့ပေမဲ့ဒီတစ်ချိန် World Mega ရဲ့ဂိုးမှာတော့ဝတ်ဆန်ရဲ့အမြင်အရာဂါဘရီယယ်ကိုရိုင်ကနည်းနည်းလေးအားနည်းတော့သလိုဖြစ်သွားတယ်လို့ဆိုတယ်ပြိုင်ဘက်ကသုံးလာတဲ့သူကအတိုက်ခံရတဲ့အခါမှာကြင်ကြင်မခံနိုင်ခဲ့သလိုမျိုးဖြစ်သွားတယ်လို့သုံးသပ်ထားတာ ဆိုတော့အရင်တစ်ခေါက်လိုတိုင်းကိုလွှဲချတာထက်ဒီတစ်ခါမှာတော့ကစားသမားရဲ့အားနည်းချက်ကိုပုံမြင်တယ်ပေါ်ဝီလ်ဆန်ကဒါကစိတ်ဝင်စားစရာကွာချမှုပဲ ဟုတ်ကဲ့ဒါပေမဲ့ဇလန်းကအဲ့ဒီမှာမပြီးပဲဟုတ်ရှင်ကိုဝင်ပြီးတိတ်မကြခင်မှာဂါဘရီယယ်နဲ့ဝေါ်တာမစ်ကြားမှာနောက်ထပ်ထိတ်တိုက်တွေ့ဆုံမှုလေးတစ်ခုဖြစ်ခဲ့သေးတယ်အဲ့ဒီမှာဂါဘရီယယ်ကပြန်ပြီးတော့တုံ့ပြန်လက်စားချေတဲ့ပုံစံမျိုးလုပ်ခဲ့ပုံရပါမယ် VAR ကတော့ကွင်းလက်တိုင်းကဘာရေးယူမှုမှမလုပ်ခဲ့ဘူးဒီတစ်ခါမှာတော့ VAR ကလစ်လူရှူလိုက်တယ်လို့ဝင်းစင်ကသုံးနှုံးထားတယ်သူသုံးတဲ့စကားတိုင်းဆိုရင် VAR termed a blind eye ပေါ့မျက်စိမိတ်နေလိုက်တယ်ဆိုတဲ့သဘောဒါကလည်း VAR ရဲ့တထမထမရှိမှုကိုထပ်ပြီးတော့မိမောင်းထိုးပြလို့ဖြစ်နေပြန်နော်နောက်တစ်ခုဝင်းစင်ထုတ်ပြထားတာကနျူကာဆယ်ရဲ့အဲ့ဒီဥဆောင်ကိုဖျက်ဆီးရတဲ့ထောင်ကမောကိုတိုင်းကအာဆင်နယ်ရဲ့ရှောင်းလွဲလို့ရိုက်လေအမားကနေစားခဲ့တာဆိုတာပဲအာဆင်နယ်နောက်ခံလူမော့စကေယာကအန်ဒီယေမရှိတဲ့ဘောလုံးကိုဘာကြောင့်မှမသိဘူးအပြင်ကိုကန်ထုတ်လိုက်တာဝစ်စင်ကဒါကိုနားမလည်နိုင်တဲ့ပေါက်ကန်မှု inexplicable hack out of play လို့သုံးထားလေဒီလိုမလွယ်လွယ်ချက်အမားလေးကနေတံမိုးကြီးတဲ့ဂိုးတကူဖြစ်သွားခဲ့ရတာဒီဥဆောင်ကိုရဲ့တက်ရောက်မှုကအာဆင်နယ်ပေါ်မှာတော်တော်လေးသိတာခဲ့တယ်ဝီလ်ဆန်သုံးခါတဲ့စကားလုံးကသူတို့ရိုင်နေသွားပုံရတယ်ဆိုတာပဲပထမပိုင်းမှာအာဆင်နယ်ရခဲ့တဲ့ဂိုးကန်တွင်းခွင့်၈ကြိမ်မှာ9ကြိမ်ကနျူကာဆယ်ဂိုးမသွင်းခင်ရခဲ့တာဂိုးပေးလိုက်ရပြီးတဲ့နောက်ပထမပိုင်းပြီးတဲ့အထိသူတို့တိုက်စစ်ကတိတိတသာအားနေသွားခဲ့တယ်အရင်လိုအခွင့်အရေးတွေမဖန်တီးနိုင်တော့ဘူးဟိုးပထမပိုင်းမိချိန်မှာတော့အခြေတွေကအာဆင်နယ်တော်တော်လေးမကောင်းတော့ဘူး။ဦးဆောင်ကိုပေးလိုက်ရတယ်။ပယ်နယ်တီယာတင်တယ်လို့ထင်တာမရခဲ့ဘူး။ကစားပုံကလည်းရိုင်းနေသွားတယ်။အရင်အဖြစ်ပြက်တွေရဆိုရင်တော့ဒီအချိန်မှာအာတီတာရောက်ဒေါသတွေထွက်ပြီးကန်ဂျမာဆိုးတွေဒိုင်းတွေ VAR တွေကိုပြစ်တင်နီးလောက်ပြီးလို့တွေးစီတာပဲ။ဒါပေမဲ့ဒုတိယပိုင်းမှာအခြေအနေပြောင်းသွားခဲ့တယ်။ကဲဒုတိယပိုင်းကိုကူးကြည့်ကြအောင်။ဝီဆန်ရဲ့ထုံးသက်ချက်အရာအာဆင်နယ်ကဒုတိယပိုင်းမှာလည်းပထမပိုင်းအစောပိုင်းကလိုမျိုးချောင်းမွေးတဲ့ကစားပုံမျိုးအပြည့်ပါပြန်များခဲ့ဘူး။ဒါပေမဲ့သူတို့စိတ်တည်ငြိမ်အောင်ထိန်းနိုင်ခဲ့ပြီးတော့ပြန်တိုက်ပွဲဝင်ခဲ့တယ်။အဲ့ဒီ comeback ကိုသူတို့ဘယ်လိုလုပ်ခဲ့တယ်လဲဆိုတာကစိတ်ဝင်စားစရာပဲ။ဟုတ်ပါတယ်။ဒီမှာဝစ်ဆန်ကအာဆင်နယ်ရဲ့အဓိကအားသာချက်တစ်ခုကိုအလီးဘေးဖော်ပြထားတယ်။အဲ့ဒါကတော့ပုံသေးဖို့ set piece တွေကနေကိုရယူနိုင်တဲ့စွမ်းရည်ပဲ။သူကထောင်ကန်ဘော်တွေကနေထူးချွန်မှုကသူတို့ကိုအမြဲတမ်းချင်းချောက်မှုတခုဖြစ်စေတဲ့ excellence from corners always makes them a threat လို့ဆိုထားတယ်။တကယ်လို့ဒီပွဲမှာအန်ဩစရာအကောင်းဆုံးကပွဲစဉ်တွင်သွင်းခဲ့တဲ့ကို၃ဂိုးလုံးကထောင်ကန်ဘော်ကနေရခဲ့တာပဲ။တိုက်ရိုက်ဖြစ်ဖြစ်တွဲဝိုက်ဖြစ်ဖြစ်ပေါ့။ဝိုးကို၃ဂိုးလုံးထောင်ကန်ဘော်ကနေရတယ်ဆိုတာကတော့တော်တော်ထူးခြားတဲ့အချက်ပဲ။ဝီဆန်ကဒါကိုတော်တော်လေးပေးတော့ပုံရတယ်။အဲ့ဒီဂိုးတွေကြောင့်နည်းနည်းအသေးစိတ်ပြောပြပါဦး။ဒီချာပေါ့ရှင်အာဆင်နယ်ရဲ့ခြေကိုကပွဲကျင်80မိနစ်မှာရခဲ့တာဘယ်ဘက်ကတိုတိုကန်တင်လိုက်ကထောင်ကန်ဘောကိုလေနျူကာဆယ်နောက်ခံလူစီဗန်ဘတ်မန်ကတားဖို့ကြိုးစားရင်းနဲ့ကိုသွင်းမိသွားတာဒါပေမဲ့ဂိုးသမားနဲ့မိခိမယ်ရီနိုတို့ရဲ့ဖိအားပေးမှုကြောင့်လို့လဲဆိုနိုင်တယ်အဲ့ဒီနောက်မှာတော့နှစ်သင်းစလုံးအနိုင်ကိုရဟုကြိုးစားကြပေမဲ့ပွဲကတရေနဲ့ပဲပြီးတော့မယ်လို့ထင်နေတော့နာကျဲချင်းပို60မိနစ်မှာအနိုင်ကိုရသွားခဲ့တယ်ဒီတကတော့ညာဘက်ကကန်တင်လိုက်ကထောင်ကန်ပေါ်အဲ့ဒါကိုပထမပိုင်းမှာအမားလုံးမိပုံရတဲ့နောက်ခံလူဂါဘရီယယ်ကအမြင့်ဆုံးခုန်တက်ပြီးတော့အားပါတဲ့ခေါင်းတိုက်ချက်နဲ့သွင်းယူသွားတာဒီကမ်ဘက်ကတကယ်ကိုဒရာမာဆန်တယ်နော်အထူးသဖြင့်ပထမပိုင်းမှာကိုကြောင့်လို့ယူဆရတဲ့ဂိုးပေးခဲ့ရတဲ့ဂါဘရီယယ်ကိုတိုင်ကအနိုင်ဂိုးကိုနာကျင်ချင်းပေါ်မှာပြန်သွင်းနိုင်ခဲ့တာကစလုံးကိုပိုပြည့်စုံစေတယ်ဝီလ်ဆင်ကတီဖစ်ကိုအယမ်းလာအောင်ပုံဖော်ထားတယ်သူကအာဆင်နယ်ကသူတို့ရဲ့စိတ်တန်ရာတွေအသိက6လိုက်မှုတွေကိုရင်ဆိုင်ပြီးတော့နောက်ဆုံးမှကြော်လွှမ်းနိုင်ခဲ့တယ်လို့ရေးထားတယ်ဒီနိုင်ပွဲကရမှတ်3မှတ်ထက်ပိုတဲ့စိတ်တက်ပိုင်းဆိုင်ရာအောင်ပွဲတစ်ခုလို့သူကမြင်ဒီအကြောင်းတေချာဆွေးနွေးကြည့်ကြအောင်ဗျာဒီနိုင်ပွဲပိုကျပြန့်တဲ့ရေးပါမှုကဘာဖြစ်မလဲဒီ3မှတ်ကအမှတ်ပေးစရာအတွက်အရေးကြီးတယ်လို့ပဲစိတ်တက်ပိုင်းဆိုင်ရာရလဲအများကြီးတက်ရောက်မှုရှိခဲ့ပုံပဲနော်
အာတီတာရဲ့ပွဲပြီးတုံ့ပြန်မှုကိုကြည့်ရင်လေသူကဒိုင်းနဲ့ဗီယာဆုံးဖြတ်ချက်တချို့ပေါ်မှာတော့စိတ်ပြတ်မိပေမဲ့အဆုံးမှာတော့အရေးကြီးတဲ့နိုင်ပွဲအတွက်အယံပြော့နေတာတွေ့ရတယ် ဟုတ်ပါတယ် Wilson ကထုတ်ပြထားလို့ပဲမှန်ပါတယ်ဒါကရာသီအဆက်စက်တမ်ဘာလာပဲရှိသေးတာပေါ့ချန်ပီယံဆုအတွေ့ပြောဖို့ကတော့အများကြီးစောပါသေးတယ်ဒါပေမဲ့လေဒီနိုင်ပွဲရဲ့စိတ်ပိုင်းဆိုင်ရာတက်ရောက်မှုကတော့အလွန်ကြီးမားတယ်လို့သူကသုံးသပ်တယ်ကျွန်တော်တို့အစာပိုင်းမှာပြောခဲ့တဲ့အချက်ကိုပြန်ချိတ်ကြည့်ရအောင်လीပြိုင်ဘက်လီဗာပူးကမထင်မှတ်ပဲချော်လဲသွားတဲ့အချိန်မှာကိုရိုင်းကဒီအခွင့်အရေးကိုအသုံးမချနိုင်ခဲ့ရင်အနိုင်မရခဲ့ရင်ဒါကအာဆင်နယ်ရဲ့စိတ်သက်အပေါ်မှာအလွန်ဆိုးဝါးတဲ့ထိုးနှက်ချက် devastating blow အခုဖြစ်သွားနိုင်ခဲ့တယ်လို့ Wilson ကသုံးသပ်ထားတယ်ဒီလိုခက်ခဲရခဲ့တဲ့နိုင်ပွဲကအာဆင်နယ်နဲ့ပတ်သက်ပြီးရှိနေတဲ့ဖျားရင်ရိုင်တက်တဲ့အရေးကြီးအမားလုပ်တတ်တဲ့ဆိုတဲ့ဇက်ကြောင်းကိုအတိုင်းတာတစ်ခုထိခြေချွတ်နိုင်ခဲ့တယ်တကိုးပေးထားရဲ့အခြေအနေအငင်းပွားစရာဆုံးဖြတ်ချက်တီကြုံခဲ့ရတဲ့အခြေအနေကနေပြန်လာနိုင်ခဲ့တာကသူတို့ရဲ့စိတ်သက်ကြံခိုင်မှု resilience ကိုပြနိုင်ခဲ့တယ်။ဒါကြောင့် Wilson ကဒီနိုင်ပွဲကိုရိုးရိုးသုံးမှတ်မဟုတ်ဘဲနဲ့အရှုံးမပေးတဲ့စိတ်သက်ကိုပြလိုက်တဲ့ချန်ပီယံဆုအတွက်ကျင်ညာချက်တစ်ခုလိုတင်စားခဲ့တာဖြစ်ပါတယ်။ တကယ်ကိုစိတ်လှုပ်ရှားစရာကောင်းပြီးတော့အတိုက်ပန်လေးပြေသွားတဲ့နိုင်ပွဲတစ်ပွဲဖြစ်ခဲ့တာသိကြပါလေဗျာကဲဒီနေ့ဆွေးနွေးခဲ့တာတွေကိုအနိချုပ်ရရင်တော့ဒရာမာအဖြစ်နဲ့ comeback နိုင်ပွဲVAR ဆုံးဖြတ်ချက်တွေနဲ့ပတ်သက်တဲ့အငင်းပွားစရာအခိုက်အတန့်တွေပြီးတော့အာဆင်နယ်ရဲ့အဆုံးဖြတ်ဖြစ်ခဲ့တဲ့ပုံသေးဘောကန်ချက်တွေအစွမ်းထက်မှုနောက်ပြီးတော့ပြိုင်ပွဲလီဗာပူးရဲ့မျိုးလေးမထားတဲ့ရလဆိုးကြောင့်ဒီနိုင်ပွဲကပိုပြီးအရေးပါတဲ့အချိန်ခါကောင်းမှရခဲ့တာတွေပေါ့ Jonathan Wilson ရဲ့တုံးသက်ချက်ကဒီအချက်တွေကိုတကယ်ကွက်ကွင်းဖော်ပြခဲ့တာပါ ဒီဆွေးနွေးမှုကနေထပ်ပြီးတော့စဉ်းစားစရာအတွေ့တစ်ခုကိုနောက်ဆုံးအနေနဲ့တင်ပြချင်ပါတယ်ရှင်။ Jonathan Wilson ရဲ့တုံ့တက်ချက်ကဒီပွဲစဉ်တစ်ခုလေးကိုကြည့်ပြီးတော့လေခေတ်သစ်ဘောလုံးလောကရဲ့သဘောတဘာဝအပြောင်းလဲတချို့ကိုမိမောင်းထိုးပြနေတယ်လို့ပဲ။အဲ့ဒါကတော့ပုံသေးဘော်ရဲ့ရေးပါမှုကအရင်ကထပ်ပို့ပြီးတိုးလာနေတာရဲ့ VAR system ရဲ့ကြိုတင်ခန့်လို့မရတဲ့လွှမ်းမှုတွေကယာဒီအစိုးပိုင်းပွဲတွေမှာတော့မှအလွန်ဖီအားများပြီးတော့ drama ဆန်တဲ့အလက်အပြောင်းများတဲ့ခိုက်တန့်တွေကိုဖန်တီးနေတယ်ဆိုတဲ့အချက်ပဲဒီပွဲမှာကြီးလိုက်ရင်ကိုအားလုံးကပုံသေးပေါ်အခြေအနေတွေကနေရခဲ့တယ် VAR ဆုံးဖြတ်ချက်တွေကပွဲရဲ့ဥတီချက်ကိုတိတိတတ်ပြောင်းလဲစေနိုင်ခဲ့တယ်ဒီလိုပြင်းထန်တဲ့စောင့်ကြည့်စစ်ဆေးမှုတွေတစ်စက္ကန့်ပိုင်းလေးစတွင်းကတီးချက်တဲ့ခိုက်တန့်တဲ့ပုံသေးပေါ်လို့အခြေအနေတွေပေါ်အလွန်အမင်းမီခေါ်လာရမှုတွေကအာဆင်နယ်ရဲ့ပြီးတော့သူတို့ပြိုင်ဘက်ဖြစ်တဲ့ Liverpool Man City တို့ရဲ့ဂျန်နေတဲ့ယာဒီခွေးလန်းကိုဘယ်လိုမျိုးပုံဖော်သွားနိုင်မလဲပုံသေးဘောတွေကိုဘယ်လောက်ထိအားကိုးကစားကြမလဲ VAR ရဲ့မထင်မှတ်တဲ့ဆုံးဖြတ်ချက်တွေကိုဘယ်လိုရင်ဆိုင်တုံ့ပြန်ကြမလဲဆိုတာတွေကလည်းချန်ပီယံဆုဘယ်သူရမလဲဆိုတာကိုအဆုံးဖြတ်ပေးနိုင်တဲ့ရေးကြီးတဲ့အချက်တွေဖြစ်လာနိုင်တယ်ဆိုတာကတော့စိတ်ဝင်စားစရာတွေးခေါ်စရာမိခွန်းတစ်ခုဖြစ်ချင်ရည်ဖြစ်ပါတယ်ရှင်